တချိန်ကဆင်းရဲတဲ့တငါရွာလေးဒူဘိုင်းမြို့ကဘလို့ချမ်းသာလာတာလေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Daily Go ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ပရိသတ်ကြီးရေအခုချိန်မှာဆိုရင်တော့ကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးအစာအုပ်တွေနဲ့လူချမ်းသာတွေပေါ်များတဲ့နေရာကတော့ UAE နိုင်ငံကဒူဘိုင်းမြို့ပါပဲစစ်တမ်းကောက်ယူချက်တွေအရဒူဘိုင်းမှာတန်းကျပ်တစ်ထေး9000ကျော်ရှိပြီးတော့ဘီလီယံနာ15ယောက်ရှိပါတယ်ဒူဘိုင်းမှာဆင်းရဲတဲ့သူဆိုတာတခြားနိုင်ငံကနေအလုပ်လာလုပ်ကြတဲ့အောက်ခြေသိမ်းဝန်ထမ်းတွေပဲရှိပါတယ်ဒူဘိုင်းဟာအခုချိန်မှာအားလုံးကအားကြရလာအောင်ချမ်းသာနေပေမဲ့တစ်ချိန်လုံးကအင်မတန်ဆင်းရဲတဲ့ရွာလေးဖြစ်ခဲ့ပါတယ်18ရာစုထိဒူဘိုင်းမြို့နေရာဟာတငါရွာလေးဖြစ်ခဲ့ပြီးတော့1822ခုနှစ်မှာတော့ Bernias လူမျိုးစုတွေပြောင်းရွှေ့လာပြီးလူဦးရေများပြားလာပါတယ်။အဲဒီလိုနဲ့1833ခုနှစ်မှာ UAE ရဲ့မြို့တော်ကဒူဘိုင်းမြို့ဖြစ်လာခဲ့ပါတယ်။အခုဒူဘိုင်းကိုအုပ်ချုပ်နေတဲ့ရှိတ်ဘင်ရာရှိအမ်မိုဟမ်ဂျန်ရဲ့ဘိုးဘေးကဒူဘိုင်းမြို့ကိုတည်ထောင်ခဲ့တာပါ။အမ်မိုဟမ်ဂျန်ကပါရှန်ပင်လယ်ကွေ့မှာရှိတဲ့ဒူဘိုင်းဟာတစ်ချိန်မှာအချက်ချာကြတဲ့စီးပွားရေးမြို့တော်ကြီးဖြစ်လာနိုင်ပြီးချမ်းသာလာမယ်လို့အမျှော်မြင်ကြည့်ခဲ့တဲ့အတွက် UAE နိုင်ငံကနေခွဲထွက်ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင်ယူခဲ့ပါတယ်။အဲဒီချိန်ကတော့ဒူဘိုင်းဟာအရန်စင်ရလို့ UAE သမ္မတနဲ့တခြားမြို့တော်ဝန်တွေကပါမိုဟမ်ဂျန်ကိုလှောင်ပြောင်ခဲ့ကြပါတယ်။မိုဟမ်ဂျန်ရဲ့သားဖြစ်သူလက်ထက်မှာတော့ဒူဘိုင်းမှာရေနံကိုတွေ့ရှိခဲ့ပြီးတော့အိန္ဒိယကျနိုင်ငံတွေကိုရေနံတင်ပို့ခဲ့ပါတယ်။အဲဒီကနေရှိတ်ဘင်ရာရှိလက်ထက်ကိုရောက်တဲ့ခါမှာတော့အိန္ဒိယနဲ့အာဖရိကဘက်ကရွှေတွေကိုဝယ်ယူပြီးအိန္ဒိယကျနိုင်ငံတွေကိုပြန်လည်ရောင်းချခဲ့တာကနေအမျက်ငွေများစွာရှာနိုင်ခဲ့ပါတယ်။အာရတွေကရွှေကိုမြင်လို့ကြတာမို့လို့ UAE နိုင်ငံလူတွေကလည်းရွှေကိုအယံဝယ်ကြပါတယ်။တဖြည်းဖြည်းနဲ့ဒူဘိုင်းမြို့ဟာစီးပွားရေးစုံချက်မြို့ကုသရေးဝယ်အဓိကနေရာတစ်ခုဖြစ်လာပြီးတော့အယံချမ်းသာလာတော့တာပါ။ရွှေဈေးကဒူဘိုင်းငွေကြေးနဲ့တွင်တတလို့နည်းနည်းပတ်စံရှိတဲ့လူတွေကလည်းရွှေရည်သီးနေရာဝင်နိုင်ပါတယ်။တထေးတွေကရွှေတွေကိုဘီရိုတွေအိမ်နံရံတွေမှာအလားစင်တဆင်ထားကြတယ်လို့အရန်ချမ်းသာတဲ့တထေးတွေကထမင်းပကံတွေစုံတွေကိုတော့မှရွှေနဲ့လောင်ထားပါသေးတယ်။အခုချိန်မှာတော့ဒူဘိုင်းမြို့မှာမီလီယံနာတထေး92,500ရှိလာပြီးဘီလီယံနာ15ယောက်ရှိလာပါတယ်။ဒူဘိုင်းမြို့ကအရန်တွတ်တက်လာတာကြောင့် UAE နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့အဘူဒါဘီထထောင်မှာပို့ပြီးတော့နာမည်ကြီးပါတယ်။ကမ္ဘာအမြင့်ဆုံးအဆောက်အဦ Burj Khalifa ကဒူဘိုင်းကိုပို့ပြီးတော့နာမည်ကြီးသွားစေခဲ့တာပါ။ဒူဘိုင်းမှာတစ်နှစ်ပတ်လုံးအပူချိန်က50ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိပေမဲ့လည်းကမ္ဘာမှာလူကြိုက်အများဆုံးအငြိမ်းချမ်းဆုံးနေရာတွေကတစ်ခုဖြစ်လာပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးခြင်းတဲ့သတင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းထိထပ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာများစွာကိုစဉ်းစားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်